Hello guys အားလုံးမင်္ဂလာပါပြီဗျာဒါကတော့မနက်ခင်းလေးတစ်ဖြတ်မှာကျမတို့ရဲ့နေရာရဲ့ရာသီဥတုလေးပေါ့နော်ဒါတော့အိမ်ကနေပြီးတော့ငါးစီတက်သွားတဲ့ဟာတွေပါဟိုရောက်မော်ဟင်းကချက်ကျွေးမှာပါဒါပြုတ်ပေးလိုက်လေအေးကြပေါ့သွားတော့အဲ့ဒီလိုက်စားသူကဟိုမဖြစ်သေးဘူးလားသူကရောက်ကလမ်းရောက်သွားခက်တယ်ရပါဘူးအင်းကလေးကရှိရကွာဒီနော်သမီးပြောနေမှာပေါ်ကိုကွင်းဖြစ်သွားစာကြဝင်သွားတာလားဟုတ်လားဟုတ်လောက်မယ်လမ်းလေးကတော်တော်ချင်းအဲ့ဟိုမှာပဲဒီလေးကရောက်ပါပြီပေးပိုက်သွားဟာစစ်တော့ဒါဘယ်သူလဲလို့ကြည့်နေဟိုကလေးမမိုင်းသုံးကြီးလားအဲ့လေအဘဒူလဲသိလားတီလေဖမ်းမိလားကောင်းအမဲလေးပါသေးတယ်ဒါပေမဲ့ဒါပိုကောင်းတယ်သူကတော့အင်ဂျီခဏခဏလဲပဲဟဲ့ခွေးကြောက်တယ်ရလေရင်တော့မကြောက်ဘူးကတော့ခွေးမသားကြောက်ခွေးကငါတို့ပြန်ကြောက်နေရလားမသိဘူးပေါ့ရေငါတို့သူ့မကြောက်ပါဘူးခွေးတွေကိုကြောက်ပါရဲ့ဒါကဒီမှာပန်းလေးတော့လှတယ်ပြင်မှာတော့လှတယ်ကင်မရာထဲမှာဝင်းလို့ကြည့်ကြအောင်ဒီအောင်လေးကြည့်လေဟိုမှာကြည့်လေလဲရငါ့ကိုအဲ့ဒါများနေသူ့ပို့လာလို့မလာငါညသိလေပြီကျွတ်တော့မရှိဘူးနော်မရှိဘူးရှိဟောလည်းတိတိုင်တွေ့ပါဆိုပါပြန်တော့ဒီရကဟဲ့တွေ့ကြကုန်မယ်ဟုတ်တယ်ဒီနာအိမ်လေးတွေကတော့တလုံးလေးမှဒီလိုအိမ်လေးချစ်ဖို့ကောင်းတယ်သူကဒီလားတော့ထွေးတာကြည့်ဒါကျွန်တော်မြောက်လို့ရအောင်မြောက်လိုက်ဒီတိုင်းမဟုတ်မကုန်တော့မအမေကတော့တဲ့အိမ်ကသူရမ်းပြောတာသူရမ်းလာချင်တာတော်ကြဒါကြပြီညောင်းလိုက်တာအရင်လှဲလိုက်အောင်မညောင်းဘူးမထဲစိုက်လောက်ထက်ဘဲဥကပို့ပို့3လုံးနော်5လုံးနဲ့5လုံးလား5လုံးထည့်လိုက်5လုံးထည့်လိုက်လက်ပဲညာဒီစိုးလိုက်လိုက်စားသွားဒီစိုးတူထားတာဒီစိုးယူလိုက်စားရလာထားလာပါစင်လာထားရဟဲ့ငပြနည်းနည်းယူမလေးယူလိုက်မယ်နည်းနည်းလေးစားမညင်ပြီးရောမမထည့်ဘူးလားရောထည့်မယ်နည်းနည်းကိုတဲ့ပဲနည်းနည်းပဲထားမယ်လက်ကလေးစေးတာလက်ကလေးလောက်တယ်ပါလေလုံးနေနော်ဆက်လာနေပြီးမို့ကတော်ပြီးမို့လေအေးကပါလာဒီကဟာလားတမောသည်ရှိပြီးတော့မခိုးတော့ဘူးခိုးရမယ်သူမရှိတော့ဒီမှာဒါလေးဆိုအဆင်ပြေရမှာတမ်းမြတင်းကတော့မှုနေအောင်စားကြည့်ရတယ်နေရရလို့ရရတယ်နော်ဖြေစားကြည့်လိုက်မယ်မြည်ကြည့်လိုက်မယ်ဒီသေးလားရှင်ရောဘုမလာလေပါကောင်းပြီလားလူကတာချက်မလာတော့ပြီးတော့ vlog လေးတွေကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက် vlog လေးမှာဆက်တွေ့ပါမယ်အားလုံးမတားပါ